Penalty မရခဲ့ပေမဲ့တခြားနီးလက်နဲ့နိုင်ကလို့ဖျားသခင်ကိုကျေးဇူးတင်နေတဲ့အာတီတာအာဆင်နယ်နီးပြအာတီတာကနယူကာဆယ်ကိုအနိုင်ရတဲ့ပွဲမှာ Penalty ရတဲ့ရက်နဲ့မရခဲ့ပေမဲ့တခြားနီးလက်နဲ့အနိုင်ရလို့ဖျားသခင်ကိုကျေးဇူးတင်လို့ပြောဆိုခဲ့ပါတယ်။အာဆင်နယ်အသင်းကမင်းညကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်6မှာနယူကာဆယ်အသင်းကိုနောက်ကလိုက်ကစားခဲ့ရပြီးတော့နောက်ကျဂိုးတွေကြောင့်ပွဲအပြီးမှာ2ဂိုး1ဂိုးနဲ့အနိုင်ရခဲ့တာပါ။ပထမပိုင်းပွဲချိန်14မိနစ်မှာနယူကာဆယ်နောက်ခံလူရဲ့လူပေးမမှုကိုရိုဂါရက်ကအခွင့်ကောင်းယူပြီးတော့ဂိုးသမားကိုလိန်ခတ်ဖို့စ조사ခဲ့ရမှာနယူကာဆယ်ဂိုးသမားနေပုတ်တာစီကလို့ပင်နယ်တီဧရိယာထဲမှာလဲကျခဲ့ပါတယ်။အဲ့ဒီဖြစ်ရအတွက်ကနေဦးမှာကွင်းလက်တိုင်းဂီလက်စ်ကအာဆင်နယ်အသင်းကိုပင်နယ်တီပေးခဲ့ပေမဲ့နောက်ပိုင်းမှာ VAR ကိုကြည့်ပြီးနေပုတ်ဘောလုံးထိခဲ့တယ်ဆိုတဲ့အချက်နဲ့အဲ့ဒီပင်နယ်တီကိုပယ်ချခဲ့တာပါ။အဲ့ဒီဆုံးဖြတ်ချက်အတွက်အာဆင်နယ်သင်းလုံးရဲ့ပရိသတ်တွေကဒေါ်တော်ထွက်ခဲ့ကြပြီးတော့အာဆင်နယ်နီးပြအတီတာကလည်းသူတို့အသင်းတေချာဖို့ပင်နယ်တီရခဲ့တဲ့တယ်လို့ပွဲပြီးမှပြောကြားခဲ့တာပဲဖြစ်ပါတယ်။အတီတာကစီးနီးစီးကန်းတွေကအရန်ကိုရိုးရှင်းပါတယ်။ဒီဖြစ်ရကဘယ်အချိန်ပဲဖြစ်ဖြစ်ပင်နယ်တီပါ။ဒါပေမဲ့ပွဲပြီးမှတခြားနီလန်တစ်ခုနဲ့ကျွန်တော်တို့အနိုင်ရခဲ့လို့ဖျားသခင်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အနေနဲ့နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့စူးစမ်းခဲ့တာကြောင့်အခုလိုနိုင်ပွဲရလာပါလို့ပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းကအဲ့ဒီပွဲမှာ83မိနစ်အထိအေရှန်နယူကာဆယ်အသင်းကိုတကိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပေမဲ့84မိနစ်မှာလူစားဝင်ကစားသမားမယ်ရီနိုရဲ့ဂိုးနဲ့ခြေပေါက်ကိုရခဲ့တယ်လို့90အပေါင်း6မိနစ်မှာတောက်ကန်ဘောကနေတစ်စစ်နောက်ခံကစားသမားဂါဘရီယယ်ရဲ့ခေါင်းတိုက်ကိုကြောင့်ပွဲပြီးမှ2ဂိုး1ဂိုးနဲ့အနိုင်ရခဲ့တာပါအာဆင်နယ်အသင်းကနယူကာဆယ်အသင်းကိုအနိုင်ရခဲ့တာကြောင့်အမှတ်ပေးစရာမှာရမှတ်73မှတ်နဲ့အဆင့်နေရာထိတက်လန်းနိုင်ခဲ့ပြီးတော့အဆင့်နေရာကလီဗာပူးအသင်းက15မှတ်ကို2မှတ်အကွာနဲ့ဖိအားပေးနိုင်ခဲ့ပါတယ်